ပါဒီနေ့မှာတော့ဂျပန်နိုင်ငံဆာဂါမြို့မှာ JK Technical Seminar တခုကိုဝင်ရောက် join ခဲ့ရတဲ့အတွေ့အကြုံတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ် JK ရဲ့ကမ္ဘာ့ချန်ပီယံတစ်ခုဖြစ်တဲ့ Hirose Hikaru Sensei ရဲ့နီးစနစ်ပိုင်းဆိုင်ရာတွေလေ့ကျင့်မှုပိုင်းဆိုင်ရာတွေကိုတေချာသင်ပေးခဲ့တဲ့ seminar လေးတစ်ခုဖြစ်တဲ့အတွက်အကုန်လုံးကိုမျှဝေပေးခြင်းပါတယ်အသေးစိတ်ရှင်းပြထားတဲ့ရှင်းလင်းချက်တွေလှုပ်ဆောင်ချက်တွေပေါ်မူတည်ပြီးတော့ဗီဒီယိုလေးတွေအသေးထပ်ပြီးတော့တင်ပေးဖို့ရှိပါတယ်နောက်ထပ်တင်မဲ့ဗီဒီယိုလေးကိုလည်းဆက်လက်အားပေးကြည့်ရှုပေးပါဦးဒီလိုမျိုးဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် comment မှာရေးသွားပေးလို့ရပါတယ်အားပေးသူတယောက်ချင်းစီရဲ့ comment လေးတွေကနောက်ထပ်ဗီဒီယိုလေးတွေဆက်တင်ပေးအတွက်ဖြစ်စေလိုပါရှိုတိုကန်ကရာတီနဲ့ပတ်သက်ပြီးတော့အသစ်တော်နီးစနစ်တွေလေ့ကျင့်မှုတွေကိုအမြဲတမ်းမျှဝေဖို့ကြိုးစားပေးနေပါမယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်